အားလုံးမင်္ဂလာပါရှင် NG Channel မှာပြန်လည်ကြိုဆိုပါရစေဒီတစ်ခါကျွန်မဖတ်ပြပေးချင်တာကတော့တခစ်တစ်ခါကနာမည်ကြီးခဲ့တဲ့ဂျပန်စာရေးဆရာမEiko Kadonoရဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ Kiki Delivery Service ကိုဆရာမက်က Kiki ဆိုတဲ့နာမည်နဲ့ဘာသာပြန်ပေးထားတဲ့ဘာသာပြန်စာအုပ်ကောင်းလေးပဲဖြစ်ပါရဲ့ရှင်နားဆင်ခံစားအားပေးကြပါအောင်ရှင်မော်ပညာဤလျှို့ဝှက်ချက်သို့မဟုတ်မူရင်းစာရေးသူဤအမှားစာကီကီဤပစ္စည်းပုတ်ဝန်ဆောင်မှုဆိုတဲ့စာအုပ်ကိုရေးဖို့ကျမသမီးလေးဆွဲထားတဲ့ပုံကနေစိတ်ကူးရလာခဲ့ပါတယ်ပုံလေးမှာစုံမလေးတစ်ယောက်ကကောင်းကင်ရဲ့မှာရေဒီယိုနားထောင်ရင်းပြန်တန်းနေတာပါရေဒီယိုပုံပြီးမှာဂီတသင်္ကေတလေးတွေထည့်ဆွဲထားတယ်ပုံကိုမြင်တော့ Life Magazine က New York မြို့ကိုအပေါ်စီးကနေရိုက်ထားတဲ့ဓာတ်ပုံတွေကိုကျမသတိရသွားတယ်တော်တော်လှတဲ့ဓာတ်ပုံတွေပါပဲစိတ်ထဲမှာဇလန်တပုတ်ရှိရမယ်လို့ခံစားမိလာတယ်ကျမသမီးလေးရေးဆွဲထားတဲ့စုံမလေးတစ်ယောက်အကြောင်းကိုချရေးလိုက်ရင်ကျမဟာကဘာကြီးကိုငှက်တကောင်အနေနဲ့မြင်နိုင်မှာပဲလို့စိတ်ကူးရလာတယ်စာရေးသူတစ်ယောက်အနေနဲ့ကျမပြန်တန်းနိုင်တယ်လေစိတ်ကူးရင်ဇလန်တွေနဲ့ရေးနေရင်ကျမမှာအတောင်ပံပေါက်လာတယ်လို့ဖြစ်လာတယ်ကျမကဇက်ဆောင်စုံမလေးကိုအသက်12နှစ်ထားလိုက်တယ်ကျမသမီးလေးကလည်းအဲ့ဒီအရွယ်လောက်ပါပဲဒါနဲ့ပဲကီကီဤပစ္စည်းပို့ဝန်ဆောင်မှုဟာစတင်လာခဲ့တာပေါ့ကနဦးကလေးကကျမဆုံးဖြတ်ထားတာတခုရှိတယ်ကီကီရဲ့အစွမ်းကတပြက်စီစီးပြီးကောင်းကင်ထဲမှာပြန်တန်းရတာတခုပဲဖြစ်ရမယ်ပေါ့မော်အစွမ်းတစ်မျိုးရင်းနဲ့ကီကီဟာအုံနောက်သုံးပြီးပြဿနာရရက်ကိုဖြေရှင်းရလိုက်မယ်အခက်ခဲတွေကိုကြိုးလွှားပြီးတော့သူမကြီးပြင်းရလာရလိုက်မယ်ဇလန်ကိုလည်းအတက်အကျရေးပြီးသူမရဲ့ဘဝခရီးကိုစိတ်ဝင်စားအောင်ဖန်တီးမယ်ကီကီရဲ့မော်ပညာကတန်ပန်ပါပဲနေစာတူကမော်အစွမ်းပါပဲလေသူမကစုံမဖြစ်တယ်ဒါပေမဲ့တာမညမင်းကလေးတယောက်သူမမှာလည်းစိတ်ပူပင်တာတွေရှိတယ်စိတ်တက်တက်တာစိတ်ပျော်တက်တာတွေဟာတန်ပန်လူလိုပဲရှိတယ်ဒါကြောင့်သူမအရွယ်စာဖတ်သူတွေဟာနားလည်လိမ့်မယ်လို့ကျွန်မသိတယ်ဒါနဲ့ကီကီဇက်လန်းတွေကိုကျမဆက်ရေးနေစင်မှာပဲသဘောပေါက်လာတာကတယောက်ယောက်ကကီကီလိုမျိုးလေးတဲ့ဖြက်ပြီးမပြန်တန်းတန်ရင်တော့မှသူ့မှာလဲသူ့ပုံစံနဲ့သူထူးခြားပြီးထပ်တူချလောက်တဲ့အစွမ်းတော့ရှိရမယ်ပေါ့ကျမလဲရေးလိုက်ဖတ်လိုက်ပြန်ပြလိုက်နဲ့စာရေးရတာကိုနှစ်ချိုက်ကြောင်းသိလာခဲ့ရတယ်ပုံပြင်တွေကဖန်တီးဖြစ်လေနေ့တိုင်းရှာဖွေမှုအသစ်တွေကိုတွေ့ရှိလေဖြစ်လာတယ်ဒါကြောင့်ကျမဆုံးဖြတ်လိုက်ပါတယ်တခြားတော့မဟုတ်ပါဘူးကျမအသက်ရှင်တန်နေတရွေ့စာရေးခြင်းအလုပ်ကိုဆက်လုပ်သွားမယ်ဆိုတာပါပဲစာရေးနေတဲ့အချိန်မှာခံစားရတဲ့အေးချမ်းတဲ့စိတ်ကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူးကျမကိုယ်ခန္ဓာထဲမှာမော်အစွမ်းကိန်းအောင်နေတယ်လို့ခံစားလာရတယ်လူတိုင်းပါလဲမော်အစွမ်းတွေတစ်မျိုးစီကိန်းအောင်နေကြလိမ့်မယ်လို့ယုံကြည်လာတယ်တကယ်လို့လူတစ်ယောက်ကသူ့မော်အစွမ်းကိုရှာတွေ့သွားပြီးဂရုတစိုက်နဲ့ပြုစုပြောထောင်ပေးမယ်ဆိုရင်သူကနေ့တိုင်းမှာရှင်သန်နေရတယ်လို့ခံစားမိမှာပါပဲစာဖတ်သူတို့တယောက်ချင်းစီမှာလဲမော်အစွမ်းတွေကိန်းအောင်နေမယ်လို့ကျွန်မယုံကြည်ပါတယ်အခုတော့တကဘာလုံးကလူတွေကကီကီရဲ့ပုံမြင်တွေကိုဖတ်ရှုနိုင်ပြီးစာရေးသူတယောက်အနေနဲ့ဒီထက်ပြောရတဲ့အပြောမရှိတော့ပါဘူးအသင့်တာပြင်ထားကြတော့ကီကီကသူမရဲ့ပုံမြင်တွေကိုဂျပန်ကပြန်တန်းပြီးတင်တို့စီအရောက်ပို့ဖို့ပြင်ဆင်နေပါပြီEiko Kadono ပုံပြင်လေးရဲ့အစရှိတုန်းကမျက်နှုတ်များပေါက်ရောက်ရာတောင်ကုန်းစိမ်းများနဲ့တုံးမြန်ရန်တို့အလဲတွင်မြို့တစ်မြို့ရှိခဲ့ဖူး၏ထိုမြို့လေးသည်တောင်ဖက်ယွန်းယွန်းသို့ဆင်းသွားသည့်ပြည့်ပြစ်သောတောင်ဆောင်လျှောတစ်ခုပေါ်တွင်တည်ရှိသည်မြို့လေကောင်လူစီကားသောနေရာတွင်မိယထာဘူဒာယုံရှိနေပြီးဘူဒာယုံအနီးအနားတွင်မြို့တော်ခမ်းမရဲစခန်းမိသက်စခန်းနှင့်စာတင်ကျောင်းများအသီးအသီးရှိသည်မြည်သည့်နယ်ပယ်ဒေသမျိုးတွင်မဆိုပုံစံတူတစ်ခုအလွယ်တကူတွေ့နိုင်သောတာမန်မြို့ငယ်ကလေးတစ်မြို့ဖြစ်သည်သို့သောတင်သာတေချာအာယုံစူးစိုက်ပြီးကြည့်ရှုလေ့လာခဲ့မည်ဆိုရင်ပုံမှန်မြင်တွေ့နေကြမဟုတ်သောအရာများကိုလည်းတတိပြုမိလာပါလိမ့်မည်ဥပမာအားဖြင့်မြင့်မားသောတစ်ပင်ကြီးများ၏ထိပ်ပြားများတွင်ငွေရောင်ခေါင်းလောင်းလေးများချိတ်ဆွဲထားသည်ကိုတွေ့ရပါမည်လေထိတ်နှုံပြင်းထန်သည့်အခါမှသာခေါင်းလောင်းတံများကိုကြားရတတ်သည်သို့သောတခါတရံတွင်လေပြင်းတိုက်ခိုက်ခြင်းမရှိတော့လေခေါင်းလောင်းများမှာတချွင်ချွင်မြည်သံများပြန့်လွှင့်နေတတ်ပါသည်ထိုအခါ
မြုံမိရပ်ဖလူသူအပေါင်းတို့သည်တဦးကိုတဦးကြီးရင်ပြုံးလျက်ခလေးမလေးကီကီကတော့ခေါင်းလောင်းတွေနဲ့ညီမိပြန်ပြီးထင်တယ်ဟုတ်ဆိုကြသည်မြေတို့ပင်ဆိုစေကမူခလေးမလေးတယောက်သည်မြင့်မားလာသောတက်ပင်ထိပ်ဖျားမှခေါင်းလောင်းလေးများကိုညီတို့ညီပုံညှိတွယ်သွားနိုင်ပါမည်နီတင်သည်ဤအဖြေကိုမြို့ဤအရှိဖက်ရှိကီကီတို့နေထိုင်ရာအိမ်လေးကိုကြည့်လိုက်လျင်သိနိုင်ပါသည်လမ်းမဖက်မျက်နှာမူထားသောဝင်းတကားတိုင်တွင်ချိတ်ဆွဲထားသည့်နာချီစေးရပြီဟူသောဆိုင်းပုံနှင့်ကပ်လျက်တွင်အစိမ်းရောင်ဝင်းတကားကြီးကိုပွင့်လျက်တွေ့ရပါလိမ့်မည်ဝင်းတကားအစိမ်းအလွန်တွင်ပန်းဥယျင်ကြီးနှင့်တစ်ထပ်အင်္ဂလိပ်ရှိပါသည်ပန်းဥယျင်တွင်ဆေးဖက်ဝင်အပင်များကိုအတန်းလိုက်စနစ်တကျစိုက်ပျိုးထားသည်တဒန်းမှာအရွက်ကားကားတဒန်းမှာအရွက်ချွန်းချွန်းစသည့်မတူကွဲပြားမျိုးစိများရှိပြီးဝင်းကျင်တခွင်ဆူးရှသောအနှက်များထုံလွှမ်းနေသည်အနှက်ဆူးဆူးသည်အိမ်လေးတဲ့အထိဆက်၍ကူးပြန်သွားသည်မိဖို့ချောင်းရှိကြီးနီအိုးတဝိုက်တွင်အနှက်အပြင်းဆုံးရနေတတ်သည်မိဖို့ချောင်းမှနေ၍အိမ်ရှိကိုကြည့်လျင်ဧခန့်နရံကိုရှင်းရှင်းလင်းလင်းမြင်ရပေလိမ့်မည်ဧခန့်နရံတွင်တင်မျောလင့်ထားသလိုပကြီးကားများမိသားစုတပ်ပုံများဖြင့်အလှဆင်ထားခြင်းမရှိဘဲမတ်တက်တပြက်စီအကြီးတစ်ချောင်းနှင့်အသေးတစ်ချောင်းတို့ကိုဆင့်ကားချိတ်ဆွဲထားသည်အိမ်ရှိခန်းတွင်မူလက်ဖက်ရည်တောက်ရန်စုဝေးလာကြသောအိမ်နေမိသားစု၏အတန်များကိုကြားနိုင်ပါလိမ့်မည်ကီကီညီဘဲတော့သွားဖို့ကြံထားလေအမျိုးသမီးတူ၏သဘောမတွေ့သောအတန်ထွက်လာသည်ငါတို့ကိုအသိပေးတင်ပြီလို့ထင်တယ်နေရွှေ့လှရွှေ့မနေနဲ့တော့လေပြောပြန်ပြီခလေးမလေးကစူပုတ်ပုတ်ဖြင့်ပြောလိုက်သည်မပူပါနဲ့ဆိုမေရဲ့မိမိသမီးကလည်းမိမိလိုဆုံးမတယောက်ပါပဲသမီးစဉ်းစားနေပါတယ်ကီကီကိုသူ့ဖာသာသူစဉ်းစားပါစီလားမိမရဲ့တင်းငင်ရစ်ချက်ဟန်ရှိသောအမျိုးသားတူကဝင်ပြောလိုက်သည်သူ့အတွက်သူမဆုံးဖြတ်နိုင်သေးခင်မှာမင်းကြိုက်တယ်လို့တိုက်တွန်းလဲဘာမှမထူးဘူးလေကွယ်ရှင်ပြောတာဟုတ်နိုင်ပါရဲ့အမျိုးသမီးဤလေတန်းမှာမတိမသားမြင့်တက်လာသည်ကျမကစိတ်ပူလို့ပါကျမမှာတာဝန်ရှိတယ်လို့ခံစားမိတယ်လေရှင်သိလားဤအိမ်လေးတွင်စုံမိသားစုတစုနေကြသည်ကိုသင်ရိပ်မိလောက်ပါသည်မိခင်ဖြစ်သူကိုကီရီသည်ရှေယိုစုံမျိုးစုံတွေမှဆင်းသက်လာသူဖြစ်တော်လဲဖခင်ဖြစ်သူအိုကီနိုသည်တာမန်လူသားတစ်ယောက်ပင်ဖြစ်သည်သို့သောရှေးရိုးစင်လာပုံပြင်ဒလိစသည်တို့ကိုလှိလာသူတဦးအနေဖြင့်ဒန္တာရီများနတ်တစေမင်းစားဝိညာဉ်များစသည့်ထူးဆန်းဖွယ်ရာများနှင့်ဆက်ဆက်သည့်ဝိဇ္ဇာပညာတို့ကိုလေ့လာခဲ့သည်ကီကီသည်သူတို့၏တဦးထီသောသမီးလေးဖြစ်သည်မကြာခင်တွင်ပင်အသက်13နှစ်ပြည့်တော်မူမိသားစု3ယောက်သားလက်ဖက်ရည်တောက်ရဲစကားဆုံးပြောနေကြသည်မှာကီကီလေးအရွယ်ရောက်ကြီးပြင်းလာမည့်နေ့အကြောင်းဖြစ်သည်ဆုံးအမနှင့်လူယောက်ျားမှမွေးဖွားလာသောသမီးမိန်းကလေးများသည်အသက်10နှစ်ပြည့်လာသောအခါရိုးရာအစင်လာအလိုက်ပြီးဆုံးမတူကဲ့သို့နေမည်လောတာမန်လူသားတူကဲ့သို့ဘဝကိုဖျက်ဆီးသွားမည်လောဆိုသည်ကိုဆုံးဖြတ်ချရသည်အကယ်၍သာမိန်းကလေးသည်ဆုံးလန်းချောင်းကိုရွေးချယ်လိုက်လျင်သူမအမေ၏မော်ပညာကိုသင်ယူရပြီးသူမ၏13နှစ်ပြည့်သောနှစ်၏လပညာတညကိုအရွယ်ရောက်ကြီးပြင်းလာသောနေ့အဖြစ်ရွေးချယ်ကြရသည်ဆိုလိုသည်မှာဆုံးမလေးသည်သူမ၏မိဘအိမ်အတိုက်အမြုံကိုစွန့်ခွာပြီးတနေ့တစ်ကြေးတွင်မော်ပညာဖြင့်ကိုတူကိုထရက်တည်ရလိမ့်မည်မှန်ပါသည်ဆုံးကိုဝေမော်စရာဝိဆာစောကြီးတပတိတို့မရောက်ရှိသောတနေ့တစ်ကြေးကိုရှာဖွေရခြင်းသည်ပင်မိမကလေးငယ်တူအတွက်ခက်ခဲလာသောကိစ္စရပ်ဖြစ်သည်သို့သောကမ္ဘာလောကကြီးမှာတက်ကရစ်နှစ်ကာလများအတွင်းပြောင်းလဲလာခဲ့ပေရာဆုံးကိုဝေမော်စရာတို့၏အစွမ်းတတ္တိများရှော့သည်ထက်ရှော့ပါလာပြီးဆုံးကိုဝေဥယျာဉ်မှလည်းကျဆင်းလာသည်ထို့ကြောင့်လည်းအစိုးရမှအကောင်ဖြစ်လာသည်မှာသူတို့ရှင်သန်နေထိုင်ရခြင်းအတွက်အထောက်အကူပြုသလိုမြို့များရွာများတွင်လူများနှင့်တအားသ၍အတူရှင်တွဲတည်ရှိနိုင်ခဲ့သည်အသက်10နှစ်တွင်ကီကီသည်ဆုံးမတယောက်အဖြစ်နေထိုင်ရန်ဆုံးဖြတ်ခဲ့ပြီးကိုကီရီ၏မော်ပညာကိုအမွေဆက်ခံရန်သင်ယူခဲ့သည်ကိုကီရီတွင်မော်အစွမ်းနေရရှိသည်ပထမတစ်မျိုးမှာဆေးဖက်ဝင်အပင်များစိုက်ပျိုးပြီးနာချီစေးဖော်ဆက်ခြင်းဖြစ်သည်ဒုတိယတစ်မျိုးမှာကောင်းကင်ယံတွင်တပြက်စီစီးပြီးပြန်တန်းခြင်းဖြစ်ပါသည်ကီကီသည်ပြန်တန်းခြင်းကိုအတက်မြန်ခဲ့ပါသည်သို့သော
သူမအသက်ကြီးလာသည်နှင့်အမျှသူမအားအခြားအရာများကအာယုံထွေပြားစီသည်ကိုတော့တတိထားမိလာသည်ဥပမာအားဖြင့်ဆိုသောနှာခေါင်းတဝိုက်ဝက်ချန်ကြီးများပေါ်ထွက်လာခြင်းတငယ်ချင်းမွေးနေ့ပွဲသို့သွားရန်မြည်သည့်အဝတ်စားဝတ်ရမည်ကိုဆုံးဖြတ်ရခြင်းများဖြစ်သည်အာယုံအနောက်အရှက်ဖြစ်တိုင်းတွင်သူမတပြက်စီမှာရုတ်တရက်အောက်သို့ထိုးဆိုင်ကျသွားတတ်သည်တခါတွင်သူမဝတ်ထားသည့်အတွင်းခံအသည့်ရာကြည့်ကြည့်ရှိမှုကြောင့်အာယုံပြက်ပြီးလက်စစ်တကြူတန်းကိုဝင်တိုက်မိသေးသည်သူမတပြက်စီမှာတစစီကျိုးပေသွားပြီးကီကီလေးမှလည်းနှာခေါင်းပေါ်တွင်အဖုအပိန်များထွက်လာလျက်ဒူးနှစ်ဖက်လုံးလည်းနာကျင်ခဲ့ရသည်ထိုအချင်းရာဖြစ်ပွားပြီးမကြာမီတွင်ကိုကီရီသည်ဒေါအုပ်ရှိမြင့်မားသောတစ်ပင်ထိပ်ဖျားများတွင်ခေါင်းလောင်လေးများချီနှောင်ထားခဲ့သည်အကယ်၍ကီကီအတွေးလုံးကြီးခက်နေနေပြန်တန်းလာလျင်သူမခြေထောက်ဖြင့်ခေါင်းလောင်လေးများကိုညှိမိပြီးခေါင်းလောင်တံများထွက်ပေါ်လာစီကသူမကိုအရှိလောကထဲပြန်ရောက်စေလိမ့်မည်ကံအားလျော်စွာပင်ခေါင်းလောင်လေးများတချွင်ချွင်မြည်တမ်းကြရခြင်းနဲလာခဲ့ပါသည်ထို့နောက်တွင်နာချီစီပေါ်ဆက်ခြင်းကိုတင်ယူရသည်သို့သောကီကီသည်စေးဖို့ပညာနှင့်ကံမပါလားသူမသည်စေးဖက်ဝင်အပင်များကိုဂယုတစိုက်ပြိုးထောင်အရွက်နှင့်အမြစ်တို့ကိုကညာစစ်တလို့ခူတန်ခူနှုတ်တန်နှုတ်ရသည့်အလုပ်များကိုစိတ်မရှိသည့်အတွက်ခက်ခဲသည်ဟုမြင်လာသည်။အော်နောက်ထပ်မောပညာတရက်လေးပြတ်ွယ်တော့မှာပါလားနော်။ကိုကီရီကညင်ညူသည်ရှေးရခင်ကဆုံးမများသည်ခတ်သိမ်းသောမောပညာများကိုတက်ကြွခဲ့ကြသည်။သို့ပြီးတော့လေနစ်ကာလာများကြားညောင်းလာသောအခါမောပညာတစ်မျိုးမဟုတ်တစ်မျိုးတဖြည်းဖြည်းတိမ်မြုပ်လာခဲ့ကြသည်။ဆုံးမတယောက်အစစ်အမှန်ဖြစ်ချေသောကိုကီရီပင်လင်ပညာရက်နှမျိုးသာတတ်သေးသည်ယခုအခါသူမသမီးဖြစ်သူကထိုနှမျိုးတွေကတစ်မျိုးကိုမုန်းတည်တယ်လေထို့ကြောင့်လဲသူမစိတ်တူသည်မှာအထူးအဆန်းမဟုတ်ကောင်းငင်နဲ့ပြန်တန်းရတာစေးအိုးကြီးမွေရတာထက်ပိုကောင်းတာကိုမိမိရဲ့ကီကီသည်အကြောင်းအရှင်းအမှန်ကိုမမြင်နိုင်ခဲ့သေးပေထိုအချိန်များတွင်အိုကီနိုသည်ကိုကီရီကိုအားပေးနေခဲ့ပါသည်ကဲပါလေကိုတို့တွေအတင်းအကျပ်တွန်းအားပေးလို့မှမရတာတနေ့နေ့တစ်ချိန်ချိန်မှာတိမ်မြုပ်ပြောက်ွယ်နေတဲ့မောပညာတွေကိုပြန်တင်ကြားလို့ရနိုင်မှာပါဒါအပြင်သူ့မှာကိုယ်ပိုင်ကြောင်နဲ့တကောင်ရှိနေတာပဲမဟုတ်ဘူးလားဆုံးမများကိုကြောင်အနှက်များကအချိန်အတန်ကြာကြာအဖော်တဟဲပြုတ်ပေးကြသည်တနည်းဆိုရင်ဤဒီမှာလဲမောအစွမ်းတစ်မျိုးဖြစ်သည်ပဲဆုံးမတယောက်သည်တမီမိန်းကလေးမွေးသောအခါတစ်ချိန်တည်းမွေးလာသောကြောင်အနှက်တကောင်ကိုရှာ၍သူတို့ကိုအတူတူပြုစုစောင့်ရှောက်ပေးရသည်သူတို့ကြီးပြင်းလာသောအခါကြောင်နှင့်မိန်းကလေးသည်ကိုယ်ပိုင်ဘာသာစကားဖြင့်အချင်းချင်းပြောဆိုနားလေတတ်ကြသည်ကိုကီရီတွင်မဲ့မဲ့ဟုအမည်ပေးထားသောကြောင်နှက်တကောင်ရှိပြီးကီကီတွင်လည်းဂျီဂျီဟုခေါ်သောကြောင်အနှက်ကလေးတကောင်ရှိပါသည်မိန်းကလေးတစ်ယောက်အရွယ်ရောက်ဆုံးလာမြောက်လာသောအခါဖွားဖက်တော်ကြောင့်သည်အေးအတူပူအမျှရှိနေသောတန်ဖိုးမဖြစ်နိုင်သည့်အဖော်မွန်ဖြစ်လာသည်နောက်ဆုံးတွင်မိန်းကလေးသည်အချိန်တန်ပုံပန်ကြီးပြင်းလာပြီးသူမကြောင့်ကိုအစားထိုးနိုင်ရန်အဖော်မွန်အသစ်တစ်ယောက်ရှာပါလိမ့်မည်ကြောင့်သည်လည်းသူ့ကျင်ဖို့သူရှာရလိမ့်မည်ဖြစ်ပြီးထိုအချိန်မှစ၍သူတို့သည်ကိုလန်းကိုအသေးသေးရှောင်လန်းကြရလိမ့်မည်ဖြစ်ပေသည်အဆုံးအထိနားဆင်ပေးခဲ့ကြတဲ့သူတူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်တခန်းတက်တခန်းပို့ပြီးစိတ်ဝင်စားစရာကောင်းလာမှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးနားဆင်ပေးကြပါဦးနော်ပြီးတော့ channel ကို like and subscribe လုပ်ပေးဖို့လေးမမိကြနဲ့နော်ကျေးဇူးအထူးပဲတင်ရှိပါရရှင်